အခုချိန်မှာတော့ရှောက်သွားပြီးတော့ဒီမှာဝက်ကိုတွေ့ရပါတယ်ဝက်ရုပ်ကကြည့်လိုက်ပါအောင်တစ်ချက်လောက်နောက်ပြီးတော့ပန်းနီးခုပါတယ်ပန်းနီးအစိမ့်နေခုပါတယ်အနီးခုပါတယ်ဟုတ်လဲဆိုလမ်းကဘန်းစားလို့ရှိရင်စားဖို့အတွက်ပါအဲ့မှာပန်းသီးတွေခုပါတယ်သူ့ရလေးတွေကအနီအောင်လေးကြာနေအရင်ကလှပါတယ်နေရာလေးကအမအောက်မှာလည်းတည့်ရကြရလေးနေအရင်ကိုကိုရီးယားကားတွေကလို့ပုံစံမျိုးလေးပါဒီမှာကျတော့ဖြူးကောင်လေးပါဖြူးလေးကချစ်စရာလေးပါဒါပေမဲ့အဲ့ကောင်ကပြန်လုံလာဆိုတော့တင်းတင်းနဲ့တက်လိုက်တာပါ23ရက်လေးဒီမှာအဲ့ဖြူကတိတ်သွားပါတယ်အဲ့တော့ကိုကဆက်သွားပါတယ်ဆက်သွားပြီးတော့အဲ့တော့ဒီမှာကိုဆက်သွားပါတယ်ဆက်သွားပြီးတော့အိမ်မှာနည်းနည်းကြုံလေးပြလိုက်ပါတယ်အိမ်မှာတောသားမျိုးဆိုတဲ့အတိုင်းတွေ့တဲ့မြက်ပင်လေးမှုပင်လည်းခောက်စားပိုင်းမှာတွေ့ရမှုလေးကအရင်စားလို့ကောင်းတဲ့ပုံစံလေးဆိုတော့မှုခူးပြီးတော့စားဖို့နဲ့တိန်းနာပိုင်းနောက်ပြီးတော့ဆက်သွားပါတယ်နောက်ပြီးတော့ဆက်သွားပြီးတော့အိမ်မှာနှင်းတော့ရောက်သွားပါတယ်နှင်းရောက်သွားတဲ့အတန်လေးကဒီမှာဒီမှာနီးနေချိန်မှာထွက်လာတဲ့အတန်လေးကအရင်ကနားဟောင်းလို့ကောင်းပါရဲ့ရေခဲချစ်စားနေရတဲ့ပုံစံလေးလိုပါပဲအတန်လေးကပြောတာပါအိမ်မှာနောက်ပြီးတော့ဘီးနဲ့မှတစ်ပြီးမှပန်းကြီးတွေအများကြီးပဲတွေ့ရပါလိမ့်မယ်ဒီမှာနှင်းတော့ကွက်ပြီးဖြစ်နေရပါအဲ့တော့နှင်းတော့ရှိမလားဆိုပြီးလိုက်ရှာပါတယ်ဒါပေမဲ့တောင်ကြီးကအရင်မြင်းတဲ့အတွက်မတက်နိုင်လို့ပြက်စီးလာပြီးလက်လျှော့လိုက်ရပါတယ်နှင်းတောင်ကြီးရှိပါတယ်ဘီးနားမှာအခုတော့ညဘက်ရောက်ပါပြီညဘက်ရောက်သွားနေလမ်းမှာဘလူးဘယ်ရီပင်လေးတွေ့ပါတယ်ဘလူးဘယ်ရီလေးခူးနေပါတာဘလူးဘယ်ရီလေးခူးပြီးတော့စားလို့ရပါတယ်စားလို့ရှိရင်ပိုက်ပြပါတယ်အိမ်မှာဒီကိန်းစောနေချိန်မှာအကောင်လေးကသူက၆သွားနေရတဲ့ပိုက်စားပါတယ်အိမ်မှာစတားပုံစံလေးကပိုက်စားလို့ရှိရင်အဲ့ဟာလေးရောပါအိမ်မှာလမ်းမှာသွားနေနေမှာပိုးဆုံးကျူးလေးတွေ့ပါတယ်ပိုးဆုံးကျူးလေးတွေကအိမ်မှာအကောင်3-5ကောင်စုပြီးနေပြီးတော့အလင်းရောင်ကွက်လေးနေသူတို့ကအဲ့မှာပြက်နေရပါအဲ့မှာပိုးဆုံးကျူးလေးပါအဲ့ပိုးဆုံးကျူးလေးပါအရင်ကချစ်ဖို့ကောင်းပါလေသူတို့တော့တက်လို့မရပါဘူးထိလို့လည်းမရပါဘူးအဲ့တော့တွားပါတယ်ဆက်သွားနေတဲ့အချိန်မှာညမိုးချုံနေမယ်ပိုးဆုံးကျူးအကွက်လေးနေကျေပူစလေးနေအရင်ကလှပါတယ်တွားနေနေဘာတွေ့လဲဆိုဆက်ပြီးတော့လေမိုတီးပင်တွေ့ပါတယ်လေမိုတီးတော့ခုမှာပါလေမိုတီးပင်မှာအဲ့ဒါလေမိုတီးချမ်းလေးပါလေမိုတီးခြုံလေးအေးရလေးလေမိုတီးတွေကိုခူးပါတယ်စားလို့ရပါတယ်လေမိုတီးကိုစားချင်စားလို့ရပါတယ်အသီးတွေကခူးပြီးလဲစားလို့မရပါဘူးအစိတ်နဲ့အသီးတွေပဲရှိပါတယ်မို့လို့ရှိရင်အစိတ်တင်ပါတယ်ပြီးတော့လေမိုတီးလေးခူးနေရဖြစ်ပါတယ်ဒါလေးကတော့လေမိုတီးတွေခူးပြီးတော့စားမှာဖြစ်ပါတယ်ခူးရမှာဆိုရင်လမ်းမှာခီးသွားနေနေစားလို့ရှိရင်လည်းမတီးထားလိုက်ပါတယ်အခုကခီးဆက်နေရပါခီးဆက်နေလို့ cherry ပင်ဟွာလေးတွေဆိုပါမှထပ်ပြီးတော့ပူဆုံးကြီးတွေထပ်တွေ့ပါတယ် cherry sakura တော်လေးလည်းတွေ့ပါတယ်လာဗန်ဒါလားမသိပါဘူးပန်းအောင်မှာလည်းပန်းပွင့်လေးနဲ့အိမ်မှာတွားပါတယ်အိမ်မှာတွိုင်းနဲ့အိမ်တိန်တွေ့ပါတယ်လမ်းမှာတွားနေနေအိမ်တိန်တွေ့လို့အားရပါရဝင်ပြီးဒီညအိမ်မှာအိမ်မယ်ဆိုပြီးတော့စိတ်နေဝင်နေတာပါဟိုမှာရွာသားရှိပါတယ်ရွာသားအရှိမှာပါသူကရှောက်သွားနေရဖြစ်ပါတယ်အိမ်ဘေးနားမှာရေကန်လေးရှိပါတယ်ဘေးနားမှာတော့အညူရောင်မြက်လေးမြက်ချောက်လေးရှိပါတယ်ဒီမှာအပတ်ကိုရှာနေရဖြစ်ပါတယ်ဒါကြီးကိုအစတော့လေသမားကြီးစိုက်ထားတဲ့လေယာလို့ထင်မြင်ကြည့်ရအမှန်ကမဟုတ်ပါဘူးဒီမိုင်းခွဲမှာထူးခြားတဲ့သူကလေသမားတွေကလေစိုက်တာမတွေ့ရပါဘူးတခြားမိုင်းခွဲမှာပဲတွေ့ရပါတယ်ဒီမိုင်းခွဲမှာလေစိုက်တာမျိုးမတွေ့ရပါဘူးနောက်ပြီးတော့ဒီရွာသားတွေကလည်းသူတို့အင်ချီပုံစံလေးနဲ့သူရှိပါတယ်ဒီမှာသူတို့ရဲ့တက်တာတွေခုနဖွင့်လိုက်တဲ့အချိန်မှာပန်းတီးရ3လုံးဝဲရှိလို့တနာပြီးပြန်ထားခဲ့လိုက်ပါတယ်အခုအပေါ်တက်ကြီးရောအပေါ်တက်မှာစားဦးစီမတွေ့ပါတယ်သူတို့ခုံလေးပါလေးစောက်ထားတော့အရင်ကမိုက်ပါတယ်တေးတက်ပါတယ်ဒါပေမဲ့ဒီအိမ်မှာဆက်နေလို့မရပါဘူးဘာလို့လဲဆိုတော့အဲ့ရလည်းမရှိတဲ့အတွက်ဒီမှာလို့ရှိရင်အချိန်ဖြုံးတာပါပဲအဲ့တော့ခီးဆက်ပါမယ်တခြားရွာလေးပါလေးတွေ့လို့ရှိရင်တော့အဲ့ရွာမှာတဲမှာဖြစ်ပါတယ်ဒီလိုအဲ့ရပါတဲ့အိမ်ဒီမှာတွဲဖို့အတွက်ကလုံးဝအဆင်မပြေပါဘူးဒီမှာတော့မှအိမ်သားနေပြနေရပါဒီမှာအိမ်ကြီးတဲ့တိုင်းမှာထုံးတဲ့အတိုင်းအာကတတိဖြစ်တဲ့အတွက်ဒီမှာတွေ့ရဇုံကြီးနှစ်ကောင်နဲ့ဓာချင်းရှင်ပြီးတော့ခုတ်ခဲ့ပါတယ်လမ်းမှာဇုံကြီးနှစ်ကောင်တေးသွားပါတယ်အနိုင်ရသူတော့ကျမပါအဲ့တော့ဇုံကြီးရဲ့အသားတွေကိုယူသွားပါတယ်ယူသွားပြီးဆက်သွားပါတယ်အဲ့ဇုံကြီးအသားတွေကလုံးဝစားလို့မရပါဘူးဒါပေမဲ့လမ်းမှာတော့သွားနေနဲ့စားမိသွားပါသေးရဲ့အဲ့တော့ငတိချပြီးစားမိတဲ့အတွက်အစိတ်သိမ့်ပြီးတော့အသက်တစ်ဝက်လောက်ရောသွားပါတယ်အဲ့မှာသွားပြီးတော့ရေတွေကိုဖြတ်လိုက်တိုင်းကျုံးလေးတဲတောင်ပြင်းလေးကိုရောက်သွားပါတယ်အောက်ကရေအောင်လေးကလည်းအရင်အောင်လှပါတယ်တင်းရလို့ရှိရင်တော့ရေအောင်ထိုးလို့တော့ပြပါမယ်ထပ်ပြီးတော့ရေအောင်ထဲမှာတော့အသားစားငါးတွေပါရောရှိပါတယ်ဒါနှင်းတော့တဲ့ကိုရောက်သွားတာပါအိမ်မှာ cherry တီးလေးစားနေရပါ blueberry တီးလေးပါဒီမှာတော့သွားနေရွာလေးတွေ့ရတဲ့အတွက်ထပ်ပြီးရိုက်ပြထားပါရွာတွေ့တဲ့ဥစ္စာကိုအတစ်ထားတဲ့အတွက်
ရွာရှိရောက်တဲ့နေရာလေးပဲတွေ့ရပါမယ်ဒီရွာကတော့သူကတစ်ပင်အကြီးတွေကြားထဲမှာရှိအမြဲစိတ်တက်တော်ကြီးလိုဖြစ်နေပါဒါကြီးကတစ်ပင်ကြီးကအကြီးအရန်အောင်တတ်မှာပါတယ်အဲ့ဒီမှာရှိရရွာလေးဖြစ်တဲ့အတွက်သူကအိမ်နေပါတွေကတိတ်ပြီးတော့ဟိုဟာမဖြစ်ပါဘူးတစ်ပင်တိုင်းမှာပိတ်မိနေရပါအခုဒီကအပေါ်ကိုတက်ဖို့ကြိုးစားနေရပါအပေါ်ကိုဘယ်လိုတက်ရမလဲဆိုပြီးကြည့်နေရရွာသားလာပြီးတိုးနေတဲ့အတွက်အပေါ်ကိုတက်လို့မရပါဘူးရွာသားကမှရှောက်သွားနေရပါအနားမှာအဲ့တော့သူ့ဟဲ့နေခဏဖယ်လို့ပြောရင်သူမဖယ်ပြီးတော့စောင့်တူးပြီးတော့အိမ်မှာအပေါ်ကိုတက်လိုက်ပါတယ်အပေါ်ကိုတက်ပြီးတော့တိတ်နဲ့လွန်သွားပြီးဟိုအပေါ်ရောက်သွားပါတယ်ဒီအောက်မှာဆိုရင်ကြည့်ရမြင်ရမှာမဒုတိယအလွှာထက်ရှိတယ်တွေ့ရပါလိမ့်မယ်မဒုတိယမှာတယောက်ရှိပါတယ်အဲ့ဒါကိုဆောင်းဇွန်ဘီထင်နေရပါဇွန်ဘီမဟုတ်ပါဘူးသူအင်ကြီးပုံစံကအဲ့လိုဇွန်ဘီပုံစံဖြစ်နေတာအမှန်မိန်းကလေးဖြစ်ဖို့များပါတယ်အခေါင်းစုပ်ဝတ်ထားတာပါဒါဟိုတောထဲမှာကင်းဆောက်ထားတဲ့ကင်းဆောင်တဲ့ရဲတိုက်နဲ့ပူပြီးတူပါတယ်အဲ့ဒါနဲ့ပဲဒီကဘလို့စင်းရတဲ့ဒီကနေအပေါ်ကနေပဲခုံချလိုက်ပါတယ်ခုံရတဲ့အချိန်မှာအဲ့မှာအသက်ရောသွားပါတယ်အဲ့နောက်ပြီးတော့အိမ်မှာရှောက်သွားကြည့်အိမ်လေးတိမ်ထွက်တွေ့ပါတယ်အိမ်လေးတိမ်ထွက်တွေ့ရောအိမ်နဲ့ဝင်ခဲ့ပါတယ်အိမ်မှာတော့ပါပဲအိမ်မှာအိယာရှိရဲ့အတွက်ဒီမှာပန်းတီးကနှလုံးမရှိတော့ပြီးဆိုထားခဲ့လိုက်အိယာရှိရဲ့အတွက်အိမ်မင်းဆိုပြီးတော့အိယာဝတ်တက်ပြီးတော့အိပ်လိုက်ပါတယ်ဒီမှာ first night escape ကိုနှိမ့်တဲ့အတွက်မနေ့မိုးလင်းသွားပါတယ်မနေ့မိုးလင်းတဲ့အတွက်ငါဒီခရီးကိုဆက်သွားမယ်လူပဲဆိုတော့ရွာသားရင်မသိအောင်လို့သူတို့အိယာကိုခိုးလိုက်ပါတယ်ခိုးပြီးယူသွားပါတယ်ယူသွားပြီးတော့ဒီမှာခီးဆက်ပြီးတော့ခရီးဆက်မှာဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုကြည့်ပေးကြရလို့အားလုံးကျေးဇူးတင်ပါတယ် like and subscribe လုပ်ပေးကြပါသမီးဒီထက်ပိုပြီးအများကြီးကြိုးစားမှာဖြစ်ပါတယ်အခုကတော့အပျော်ဆော့ပြီးတော့ခုဘက်ကတင်နာလေးဖြစ်တဲ့အတွက်ဝိုင်းပြီးတော့အားပေးကြပါအောင်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်အခုလိုကြည့်ပေးတဲ့အတွက်တကယ်လို့အတူတူချိန်ဆော့ကြည့်နေဆိုလို့ clean ညီမနမလေးရှိလို့ရှိရင်လည်းဒီမှာလာပြီးတော့ချိန်ဆော့မဲ့ဂိမ်းလေးကိုလာပြီးတော့ပြပြပြီးတော့ဗာနမယူဇာနေနေချပါပြီပါ